Okay ဒုတိယဖတ်လေးပဲဖြစ်ပါဒါလေးကိုဖွင့်ကြည့်ပါပေါ့နော်ထနာစာ Okay ဒီထဲမှာတော့အချင်းကြီးထုတ်နေတယ်ခေါင်းစည်းကွင်းထည့်ပေးထားပါတယ်ညီမစပင်တိတ်မရှိဘူးမဲ့ထိတ်လေးစီးရတာပေါ့နော်ဒါတော့နိုပဲဖြစ်ပါတယ်ဒါအတကြီးနော်ပါကင်မှာဒါတော့ကျုပ်ကြော်လေးပဲဖြစ်ပါတယ်ဒါထမင်းလေးပဲဖြစ်ပါတယ်အချင်းစားမိစားမှာပေါ့နော်အချင်းရောပေါ့နော်ခင်းကြီးပြီးစောနေပေါ့နော်စားပါမယ်တတကျောင်းဆိုင်တင်လာပြရပါမယ်နော်ထနာလေးဆောင်မိပါအောင်စားလိုက်ပါအောင်ရှင်ပန်းကားလေးကအီးညော်ပဲနော်โอเคကဲကျူလက်သေးလေးရနော်ပြစီသွားပါပြီဒီဘက်လက်သေးဆိုလဲအိုက်တိုင်းပဲတုံးချောင်းမကျန်တော့တချချမကိုင်းကွယ်ဒါဆိုလဲ3ချောင်းပဲရှိတော့ပါတယ်ဟုတ်ပြီဒါလေးကိုပြထည့်လိုက်ပါဦးမယ်နောက်မှစားရမယ်နော်ရေဘူးရေထည့်ပြီးတောက်ပါမယ်โอเคရေထည့်လိုက်အောင်မယ်နော်ဒါလည်းရေထည့်ပြီးသွားပါပြီတောက်လိုက်ပါအောင်မယ်ကုန်တော့ပြပါပဲဖြစ်ပါတယ်ပုံမှန်ကတော့ဘောနော်အမင်နာဆိုတဲ့အကောင့်နဲ့အရင်တော့လောက်ပါတယ်ဒါပေမဲ့သူမောင်လေးကောက်ဖြစ်တဲ့အတွက်ကြာရှည်တော့မခံလိုက်ပါဘူးသူအတက်နဲ့ပဲထည့်တာဆိုဆက်တော့လိုက်ပါနော်တာမန်ရီတွေရောတိတ်မတောက်နိုင်ပါဒီဘူးနဲ့ဆိုတောက်နိုင်ပါဘာဖြစ်တော့လဲမသိဘူးကြရနော်ရှေးဖိတ်သွားလို့ကုန်သွားပါပြီအမေတောက်ခိုင်းတဲ့အတိုင်းတော့ကုန်သွားပါပြီထောင်းလိုက်မယ်ပေါ့နော်ညီမတို့ပါဆိုင်ကောင်းမလားညီမတို့ပေါ့နော်စားသေးတယ်ရတော့မရောက်သေးပါဘူး။ဥပမာ3နိုင်ကြော်လေးရှိပါသေးတယ်။3နိုင်ဆိုရင်တော့ညီမတို့ဘက်ကကျတော့သူတို့ကကျညီမတို့ကြော်တနားကြီးပါစတက်ကြတာပါ။တနားကြီးနားကိုပေးထားပါတယ်။နောက်တစ်ခေါက်စားသေးရပါမယ်။လိုက်ကြည့်။ Okay